ကျွန်တော်ကတော့မြန်မာအတန်တုပညာရှင်လင်းနေဖြစ်ပါတယ်ဒီကနေ့မှာတော့သူ့ကြုံမခံပြီးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့နောက်ခံအတန်များကိုကျွန်တော်တယောက်တည်းဖန်တီးပြမှာဖြစ်ပါတယ်ဖန်တီးမှုမှာကျွန်တော်ကဓာတ်ကုတ်တဲ့အတန်တွေကိုကျွန်တော်ခရင်းလေးနဲ့လုပ်ပြမှာဖြစ်ပါတယ်နောက်ပြီးတော့ဇလန်ထဲမှာပါတယ်တနက်တန်တွေအမြောက်တန်တွေလောင်ချတန်တွေအားလုံးကိုလည်းကျွန်တော်ရဲ့ပါဇက်နဲ့ဖန်တီးထားပါတယ်မြင်းပြင်းတန်မှာတော့ကျွန်တော်တို့ရေတံဘူးနဲ့ဖန်တီးထားပါတယ်နှစ်လိုင်းအတန်သွင်းထားပါတယ်အတိုးတစ်လိုင်းအခြေတစ်လိုင်းနဲ့အားလုံးပဲကျွန်တော်နဲ့အတူတူရှုစားကြည့်အောင်ပါခင်ဗျာစစ်တိုက်တယ်ဆိုချင်းမှာကိုယ့်ဘက်ကအနိုင်ရမှာကောင်းပါပြီငွေကြေးလေးမပြည့်စုံခြင်းလက်နက်အင်အားလေးမပြည့်စုံခြင်းများရှိနေပါတယ်ဒီတစ်ချိန်ဒီခံတော်မူပြီးနောက်ငွေကြေးလက်နက်လူသူအင်အားပြည့်စုံသောအခါမှစစ်ရေးစစ်ရာစဉ်းစားတော်မူတဲ့ပါသည်ဒီမင်းကြီးပါစကားအမြဲတမ်းဒါပဲထွားနေဗျာဟုတ်ပါဗျာ မောင်ကောင်းပြောတာသိမြတ်ပါတယ်ဒီချိန်တော့သိခံလိုက်ပါကွယ်ဒီအဖိုးရအားရှိကြောက်နေလိုက်တာဒီအဖိုးကြီးလည်းအတူတူပဲတလေနဲ့ထွက်နေကြတာဒီလောက်တော့ကြောက်နေရင်ထမိန်ဝစ်ထောက်ဖို့ကောင်းတယ်ဟဲ့ခင်ဗျားဒီညနေကျရင်ဥကောင်းအိမ်ကိုထမိန်တစ်ထည်နဲ့ကြောက်ပြင်တစ်ချက်ပို့လိုက်စမ်းကြားလားCome on, let's go. Yeah, yeah, go. Yeah. Yeah. Oh my Okay ပါအားပေးကြတဲ့ပိတ်သက်တယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်ကတော့အတန်တုဝိဇ္ဇာလင်းနေဖြစ်ပါတယ်ခင်ဗျာ